ဒီလိုမျိုးဈေးတိုင်သုံး Excel file တစ်ခုကိုကိုယ်တိုင်ဘာမှလုပ်စရာမလိုဘဲနဲ့ AI agent ကိုသုံးပြီးတော့ဘယ်လိုဖန်တီးရလဲဆိုတာကိုပြောပြပေးမယ်ဒီလိုဖန်တီးမယ်ဆိုရင်ကျွန်တော်ကတော့ဒီမှာ open claw ကိုသုံးထားရယ်နော် open claw ကဘာတွေကောင်းလဲဆိုတော့ open claw ဆိုတာကတော့သူကတော့ agent level ပေါ့ AI agent တစ်ခုဖြစ်တယ်အဲ့တော့ဒီ Gemini ကကြတော့ AI assistant ဖြစ်တယ် AI assistant ကတော့ကိုယ်နဲ့သူနဲ့အမေးဖြေတွေလုပ်ပြီးလို့ရမယ်ဒါပေမဲ့ကိုယ်အလုပ်တွေကိုတော့သူကကိုယ်လုပ်ပြီးလို့ရမှာမဟုတ်အဲ့တော့ AI agent ကတော့ကိုယ့်ရဲ့အလုပ်တွေကိုသူကကိုယ်ပြီးလုပ်ပြီးလို့ရမယ်အဲ့တော့အခုချိန်မှာကျွန်တော်ကလက်ကားရတဲ့ Quant 3.5 Cloud Ulama ကိုသုံးထားတယ်သူကတော့တရက်တာအတွက်သူကကန့်သက်ချက်လေးတွေရှိတယ်ဒီမှာဆိုရင် daily usage ဆိုလို့ရှိရင်သူကဒီ3နာရီကိုတစ်ခါ reset ဖြစ်တယ်အခုဆိုကျွန်တော်ဒီမှာ 10% သုံးပြီးသွားပြီအဲ့တော့ဒီဥစ္စာမှာမများသုံးရင်တုံကြီးမများကုန်တဲ့အတွက်ကျွန်တော်တို့လိုအပ်တဲ့ဥစ္စာတွေ prompt တိကျကိုရိုက်ထည့်ပြီးမှကောင်းမှာပေါ့အဲ့တော့ prompt တိကျရဖို့အတွက်ဒီ Gemini မှာတော့ Gemini ကတက်တလောက်မေးလို့ရတယ် Gemini ထဲမှာကျွန်တော်တို့ prompt တိကျကိုအရင်ယူလိုက်မယ်ဒီတော့Gemini မှာမေးလိုက်ဒါဆိုရင်သူဒီမှာလိုအပ်တာတွေကြာလာမယ်နော်အဲ့တော့ဒီကောင်းကိုကျွန်တော်တို့ကဒီ AI agent မှာအကုန်လုံးခိုင်းဖို့အတွက်သူ့ကို prompt ရေးခိုင်းလိုက်ဒီအားလုံးပါတယ်ဒီကိုဒီအစုံဒီပါဘူးဘာလို့လဲဆိုတော့ Gemini မှာဆိုလို့ရှိရင်ကျွန်တော်တို့ကသူကဒီ copy paste ပဲလုပ်လို့ရမှာတခါတည်းဖန်တီးပြီးသား file ကိုကျွန်တော်တို့ယူလို့ရမှာမဟုတ်အဲ့တော့သူရှိမှလိုအပ်တဲ့ prompt တွေကိုယူပြီးတော့မှကျွန်တော်တို့ AI agent တွေမှာထည့်လိုက်ရင်အဲ့တော့ခဏခဏမေးစရာမလိုဘဲနဲ့တခါတည်းအဆင်ပြေသွားမှာပေါ့နော် okay ဒါဆိုဒီအောက်ကချက်ကတော့ကျွန်တော်တို့မထည့်တော့ဘူးနော်အောက်ကချက်ကတော့မထည့်တော့ AI agent မှာခိုင်းမှာဆိုတော့အကောင်မလို့တော့ကျွန်တော်ဒီဟာကိုဒီထိပဲ copy ပို့လိုက်ဒီထိကို copy ကူးပြီးတော့ open claw မှာလာပြီးတော့နေဒီမှာ paste လုပ်လိုက်မယ်နော်ထည့်သင်ပြီးပါနော်ဒီအောက်ကရတော့ကဒီ F file ကို F file desktop ကိုတင်ပြီးတော့ပြလိုက်မယ်နော်ဒီရလာဒါဆိုကျွန်တော်ရဲ့ဒီ desktop ကိုတင်တော့မှာနော် desktop မှာလောလောဆယ်တော့မရှိသေးဘူးသူလောက်တော့ကျွန်တော်ကြည့်အောင်โอเคဒါဆိုရင်ပြီးသွားပြီเนาะဒီမှာ file နေရာတဲ့เนาะဒီမှာ file နေရာမှာ stock inventory ဒီအဲ့လာကိုကျွန်တော်တို့ကြည့်မယ်ဟောဒီမှာရောက်လာတယ်ရောက်လာเนาะဒီမှာဖွင့်ကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင် right back ဟောဒီမှာလေဒီမှာဘာကိုဘာဒီပြင်လို့ရပြီလား drop down list လေးနဲ့နော်ဒါကိုကဒီဘက်ကနေပြီးတော့တက်တယ်ပေါ့ဒါဆိုရင်ဒီမှာဆိုလို့ရှိရင်သူ store မရှိတော့တဲ့ low store တွေသူပြပေးတာပေါ့နော်ဒီမှာ0ဖြစ်နေလို့အဲ့တော့ဒီမှာကျွန်တော်တို့က store တစ်ခုထည့်ကြည့်မယ်နော်ဒီရတာတဲ့အတိုင်း ID code ထည့်ပြီး0ဒါပါတော့ bar store ထည့်လဲဆိုတော့ like တာပေါ့လိုက်တာเนาะဒီကောင်းကြတော့ဘယ်ထဲမှာထည့် house rule ထဲမှာထည့်လိုက်မယ်เนาะ
ဟုတ်ဆိုတော့မှထည့်လိုက်မယ် by price 1000ပေါ့1500ပေါ့opening stop ဆိုတော့ဒါတွေထားလိုက်ဘာဆိုရင် current stop ဆိုပြီးတော့50ဖြစ်သွားတယ်ဒီမှာ okay ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့က AI agent တွေကိုခိုင်းပြီးတော့ဒီလိုမျိုးကိုယ့်အတွက်လိုအပ်တဲ့ file တွေကိုကိုယ်တိုင်ရိုက်စီရမလို့ပဲနဲ့ဒီမှာအစဉ်သင့်လေးသုံးလို့ရပါတော့ဒါတော့ agent နဲ့ assistant နဲ့ကွာတဲ့ကွာခြားချက်ကိုပြောတာကျွန်တော်ပြန်ရှင်းပြမယ်အဲ့တော့ဒီ open claw ဆိုတာက AI agent ခေါ်တာဖြစ်တယ်ဒီ Gemini ဆိုတာကျတော့ AI assistant ကိုခေါ်တာဖြစ်တယ်အဲ့တော့ဘာနဲ့တူလဲဆိုတော့ assistant ကကြတော့ကိုယ့်ရဲ့တငယ်ချင်းတစ်ယောက်နဲ့တူတယ်ဒီ open claw လိုမျိုး agent ကကြတော့ကိုယ့်ရဲ့အလုပ်သမားနဲ့တူတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်ထပ်လည်းဒီ view file တွေကိုကိုညံရှိသလိုဒီဘက်ကဒီလကားရတဲ့ဒီ AI ဒီမှာပဲ Gemini ကြတော့တော့ချိန်တလောက်မေးချိန်တလောက်ဖြည့်လို့ရပေါ့ပေါ့ပါလေးမေးလို့ရအဲ့တော့ Gemini နဲ့မှာအကြံဉာဏ်တွေယူမယ်ဒီလိုမျိုး open claw ထဲမှာလာပြီးတော့ဒီ paste လုပ်မှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီတုံကင်တွေကသူကအများခဏခဏမီးလို့ရှိရင်ကျွန်တော် usage တွေကုန်တယ်အဲ့တော့အချိန်ကုန်တယ်ဘာသူနဲ့ကိုယ်နဲ့အပြန်လှန်စကားပြောနေလို့မရအောင်အဲ့တော့မလို့ရှိရင်ကျွန်တော် usage block ကုန်သွားလဲချက်ကြည့်ပါဒီမှာ30ဖြစ်သွားတော့ခုန30ကနေပြီးတော့30ဖြစ်သွားတော့ကျွန်တော် usage က20တောင်ကုန်သွားတယ်အဲ့တော့အဲ့လိုမျိုးဟာဖြစ်တဲ့ကြောင့်မို့ထွေတာဖို့အတွက်ကျွန်တော်တို့ကအကြံဉာဏ်တွေကိုဒီလိုမျိုး Gemini တို့ ChatGPT လိုမျိုးဒီ AI တွေမှာဒီ assistant တွေမှာဟိုကလာမေးပြီးတော့မှဒီလို agent level တွေမှာ accounted for အဲ့တော့ဒီနေ့တော့ကျွန်တော်ဒီ open claw နဲ့ပတ်သက်ပြီးတော့ဒီလွတ်ပြသွားတာပေါ့နော်နောက်နေ့ကြလို့ရှိရင်တော့ကျွန်တော်ဒီ Manus AI မှာဘာတွေလုပ်လို့ရလဲဆိုတော့တက်ပြီးတော့ရှင်းပြမယ် Manus ကလည်းသူက agent level တခုဖြစ်တယ်နော်ဟိုဟာဒါတော့ Manus level မှာဒီလို new file တွေကိုကျွန်တော်ဖန်တီးရသွားမယ် okay ပါစမ်းကြည့်ကြပါ